ခင်ပေတိဒီနေ့မိတ်ဆွေကကောင်းသလားမကောင်းဘူးလားဆိုတာမဟုတ်တော့ဘူးဖြောင်းမရနိုင်တည်စေတဲ့သူဘုရားကတတ်မှတ်ပြီလို့ပြောရင်ဘယ်သူအပြစ်တင်မလဲဟာလေလုယာတို့နေ့ကိုယ့်ရဲ့ကောင်းခြင်းမကောင်းခြင်းမဆိုင်ဘူးယေရှုကိုလက်ခံယုံကြည်တဲ့အခါမှာယေရှုကပညာတရားတွေအားလုံးကိုလိုက်လျှောက်တော့သူဖြစ်တယ်စုံလင်စေတော့သူဖြစ်တယ်သူကငါရဲ့ပြစ်တွေအားလုံးကားတိုင်မှာယူဆောင်သွားပြီးငါမှအပြစ်မရှိတော့ဘူးတို့ယေရှုကြောင့်ငါတွေဖြောင်းမတ်တော့သူဖြစ်တယ်ဆိုတာသင်ယုံကြည်တဲ့အခါမှာဖခင်ကသင်ကိုလုံးဝဖြောင်းမတ်တော့သူတို့တတ်မှတ်ပလိုက်တာအကြောင်းဖြောင်းမတ်ခြင်းဆိုတာကလေခင်ဗျဆရာတွေပေးထားတာမဟုတ်ဘူးအကြောင်းတခါတည်းကြားတယ်မဟုတ်လားမင်းတို့ born again တွေကတော်စွာတယ်ဆိုတဲ့ဖွဲ့တယ်ကေတင်ချင်းကစွာတာနဲ့မစွာတာနဲ့မဆိုင်ဘူးအပြင်မှာဘုရားကိုမသိတဲ့စိတ်ထားကောင်းတဲ့သူတွေအများကြီးရှိတယ်စိတ်ထားကောင်းတဲ့ကေတင်ချင်းရတာမဟုတ်ဘူးဖြောင်းမှတ်တာမဟုတ်ဘူးဘုရားတခင်ကတင်းရဲ့စွာချင်းမစွာချင်းဒေါသချင်းမချေးချင်းနဲ့မဆိုင်ယေရှုကိုယုံကြည်တော့သူအားလုံးဖြောင်းမှတ်တယ်လို့ဘုရားကတတ်မှတ်လိုက်တာဖြစ်တယ်အဲ့ဒါဘုရားတတ်မှတ်လိုက်တာမြန်မာစကားလုံးကတတ်မှတ်တယ်ဆိုအရင်ကောင်းတယ် credited ဘုရားကတတ်မှတ်လိုက်တယ်မအောင်ပေမဲ့အောင်တယ်လို့တတ်မှတ်ခြင်းခံရတယ်အကြောင်းသင်ကအမြဲတမ်းကိုလည်းပြောရမယ့်အရာတော့လေကောင်းရန်သူကိုတင်ပြောရမယ့်အရာကဟုတ်တယ်ကိုအမြင်မှာတခါတည်းမထိုက်တန်ဘူးလို့ခံစားမယ်တခါတည်းမဖြောင်းမတ်ဘူးလို့ခံစားမယ်အမေငါကခံစားခြင်းနဲ့အသက်မရှင်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ကပြောတယ်ဖြောင်းမတ်တော်သူတွေယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ယေရှုကြောင့်ကျွန်တော်ဖြောင်းမတ်တော်သူဖြစ်တယ်ဖခင်သားဖြစ်တယ်ကျွန်တော်တို့ယေရှု